ကျွန်တော်တို့လက်ရှိသုံးနေတဲ့ Apple ID တွေကို region ဘယ်လိုပြောင်းရမလဲဆိုတာဒီဗီဒီယိုမှာ tutorial လေးလုပ်ပြပေးမှာပဲဖြစ်ပါတယ်။ AD မှာဆိုရင်ကျွန်တော်တို့ကအရင်တုန်းက Apple ID ဖောက်ခဲ့တယ်လို့မျိုး region ကို review ပေးစရာမလိုတော့ဘူးသူ့ဟာသူ auto location ပါပြီးသားအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာဖောက်မယ်ဟဲ့ဆိုလို့ရှိရင်နည်းနည်းလေးပြဿနာရှိတယ်။ဘာပြဿနာတွေလဲဆိုတော့ YouTube တို့ YouTube Studio တို့တုံးလို့မရတဲ့ပြဿနာတွေရှိတယ်။ဒီဗီဒီယိုမှာအဲ့ပြဿနာလေးကိုဖြေရှင်းပေးမယ်။ကဲ trade တို့ပြောမနေတော့ဘဲနဲ့ကျွန်တော်တို့ရဲ့ Apple ID ကို region လေးချိန်ကြည့်အောင်။ဟုတ်ပြီကျွန်တော်တို့က Apple ID ကို region change မှာဟေးဆိုရင် App Store ကိုဝင်လိုက်မယ် App Store ရဲ့ထိပ်ဆုံးမှာပြထားတယ်ကျွန်တော်တို့လူပုံစံလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ရဲ့နာမည်ပေါ့နော် iCloud ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဟေးဆိုတာ ਨੇ ဒီမှာဆိုရင် country နဲ့ region United States ဖြစ်နေတယ်ကျွန်တော်က YouTube တို့ YouTube Studio တို့ down ပြီးသွားပြီဒါပေမဲ့ကျွန်တော် Binance သုံးမှာဖြစ်တဲ့အတွက် Binance account ဖွင့်မလို့ Binance သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် United States စာမြန်မာကိုပြောင်းမှအဆင်ပြေတဲ့အတွက်ကျွန်တော်မြန်မာကိုပြန်ပြောင်းမယ်ပေါ့နော် country နဲ့ region ဆိုတာတစ်ချက်နှိပ်လိုက်တယ်ပြီးရင်ကိုပြောင်းခြင်းတဲ့ location ပေါ့နော်ကျွန်တော်ကမြန်မာကိုပြန်ပြောင်းမှာဖြစ်တယ်မြန်မာကိုနှိပ်လိုက်ပြီးပြီးရင်ကျွန်တော်တို့ဒါ review ပြန်လုပ်မယ်ပေါ့နော်ပြီးရင် agree ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က credit နဲ့ debit ဆိုတာကကျတော့ကျွန်တော်တို့ဒါ payment တွေချိန်မဲ့အကောင့်ကျွန်တော်ကတော့ဒီနေရာမှာ free account တစ်ခုဖြစ်တဲ့အတွက် none ကိုနှိပ်တယ်ကျွန်တော်တို့ဒီနေရာမှာတွေက bla bla တွေပေါ့နော်နံပါတ်1တို့နံပါတ်2တို့ကြိုက်တာဖြည့်လို့ရတယ်ဒီနေရာမှာကျွန်တော်နေပြီးတော့ဆိုတာလေးဖြည့်လိုက်မယ်ပြန်ဒီမှာဆိုလဲဒါနေပြီးတော့ဆိုရဟာလေးနှိပ်လိုက် postal code ဆိုတာကျွန်တော်တို့ရဲ့ဒါစာလိုက်အမှတ်ပေါ့နော်မသိရင် Google မှာသွားရှာလို့ရတယ်ဖုန်းနံပါတ်ကတော့ကျွန်တော်ထည့်လိုက်ပြီเนาะကျွန်တော်ဖုန်းနံပါတ်ထည့်လိုက်တယ်အဲဆိုကျွန်တော်တို့ရဲ့ account ကဒါ Binance ဆိုပါလို့ download ရပြီပဲဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်မြန်မာ Apple ID တခုပြန်ရသွားပါပြီအမေရိကန်ကနေမြန်မာကိုပြောင်းလိုက်တာပါမြန်မာကနေအမေရိကန်ပြောင်းမဲ့သူတွေကဘာလုပ်ဖို့လိုလဲဟေ့ဆိုရင်တော့ကျွန်တော်တို့ postal code နေရာမှာ zip code ကိုဖြည့်ရမှာပဲဖြစ်ပါတယ် zip code ကိုမသိလို့ရှိရင် Google မှာရှာလို့ရပါတယ်1304လုံး1တို့1304လုံး2တို့ New York ရဲ့ဒါ zip code တွေပဲဖြစ်ပါတယ်ကဲအားလုံးပဲဆင်ပြေကြပါစေတခုခုဒါ Apple ID ကိုပြောင်းတဲ့ခါမှာဆင်မပြေမှုရှိရင်လည်းကျွန်တော်ရဲ့ account မှာမြင်မြန်ခဲ့ပါကျွန်တော်ဒါအချိန်ရတဲ့အချိန်မှာ comment တွေကိုပြန်ပြီး reply လုပ်ပေးပါမယ်